အားလုံးပဲမင်္ဂလာပါ Link Travel Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကတော့ဖန်မြို့မှာရှိတဲ့နေရာတော်တော်များများကိုတွားရောက်လည်ပတ်မှာပဲဖြစ်ပါတယ်ခုကတော့ကျွန်တော်ကော့ကတောင်ကူကိုလာရောက်လည်ပတ်နေတာပဲဖြစ်ပါတယ်ဒီကနေပြီးကျွန်တော်ထုံအိုင်ရေကန်ကလည်းနီးတယ်ဆိုတော့ထုံအိုင်ရေကန်ကိုကျွန်တော်တွားရောက်လည်ပတ်မှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူဖန်မြို့မှာဘလို့စိတ်လို့ရှားကြကောင်းတဲ့နေရာတွေကိုလည်ပတ်မလဲဆိုတာကိုမျှဝေခန်းစားစီခြင်းလို့ကျွန်တော်ဒီကနေပြီးတင်ဆက်လိုက်ပါတယ်အားလုံးပဲကျွန်တော်နဲ့အတူလိုက်ခဲ့ကြပါဦးခင်ဗျာအေးလာတဲ့အေးလာအေးဘာလို့စီရောအေးအေးဒါဒါစီရစီရရာပြီ
ကော့ကတောင်ကူမှာလေပတ်ပြီးပြီဆိုတော့ကျွန်တော်တို့ထုံးအိုင်ရေကန်ကိုတွားရောက်လေပတ်မှာပဲဖြစ်ပါတယ်သစ္စာတိုင်းတရားကနေပြီးကန်တစ်ဘက်ကိုကျွန်တော်တို့လေပတ်ကြည့်အောင်ပါဖန်မျိုးရောက်ပြီဆိုရင်တော့ထုံးအိုင်ကလည်းလာရောက်လေပတ်တဲ့နေရာတစ်ခုပါခင်ဗျာဓာတ်ပုံရိုက်ကူးရတာဝါသနာပါတဲ့သူတွေနဲ့ pre-wedding ရိုက်ကူးမဲ့သူတွေအတွက်ဆိုရင်တော့ထုံးအိုင်ရေကန်ကတော့ရန်ကုန်တာရလှပပါတယ်ကျွန်တော်ဒီကနေဖန်မျိုးတောင်လင်တစ်ဖက်ကမ်းမှာရှိတဲ့ကော်ကုန်းကူရတိပြန်ကူစပတ်ကူတဘာဝရေလံကူတို့ကျွန်တော်တွားရောက်လေပတ်ဦးမှာပဲဖြစ်ပါတယ်ထုံးပိုင်းမှာလေပတ်ပြီးပြီဆိုတော့ကျွန်တော် blog လေးကတော့ဒီမှာပဲဆုံးသက်လိုက်ပါမယ် Link Travel Channel ကိုလည်း like and subscribe ပြုလုပ်ပေးဖို့မေးကြပါနဲ့ခင်ဗျာကျွန်တော်တို့နောက် video တွေမှာလည်းပြန်လည်တွေ့ဆုံကြရအောင်ဗျ